ကဲမင်္ဂလာပါတကယ်ချင်းရေကဲမင်္ဂလာပါကျွန်တော်တို့ကိုတန်းညီထွေပါကျွန်တော်ကတော့အောင်မြတ်သိန်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ပြောမှာတော့ဒီautoimmune လို့ခုနောက်ပိုင်းမှာလူတွေအပြောများလာအသိများလာတဲ့ autoimmune နဲ့ပတ်သက်လို့ကိုအောင်မြတ်သိန်းဒီ autoimmune မှာ SLD နဲ့ပတ်သက်တဲ့ဟာကိုယ်တိုင်လည်းကြုံတွေ့နေရတယ်ဖြစ်ပေါ်နေရတယ်ဒါတွေအတွက်ဘယ်လိုမျိုးဖြတ်တန်းနေရလဲဆိုတဲ့ဟာတွေကိုအားလုံးလည်းသိရှိအောင် autoimmune တော့ကိုယ်ရှိမှာ autoimmune ဆိုပြီးတော့လူပြောတော့များနေ autoimmune ဆိုတာဘာမှလည်းမသိဘူး SLD ဆိုတာဘာမှလည်းမသိဘူးနောက်တစ်ခါကိုယ်တိုင်ဖြစ်နေရင်တောင်မှမသိသေးတဲ့သူတွေအများကြီးဖြစ်တယ်လို့ကိုမဖြစ်တဲ့သူတွေကလည်းဒါမျိုးကိုဘဝတုတအနေနဲ့သိထားတဲ့နဲ့ကိုယ်ပတ်ဝန်းကျင်မှာဒီ autoimmune ဖြစ်လာရင်ဘယ်လိုမျိုးတွေကုညီဆောင်ရွက်ပေးနိုင်လဲဆိုတာလေးတွေကိုကောင်းမြတ်သိန်းအနေနဲ့မျှဝေပေးစေချင်တယ်ဒါအတွက်ကြောင့်ကောင်းမြတ်သိန်း autoimmune ဆိုတဲ့အခေါ်အဝေါ် SLD ဆိုတဲ့အခေါ်အဝေါ်စတင်သိရှိပုံနဲ့မိမိမှာဒါဖြစ်လာပြီဆိုတဲ့ဟာကိုစတင်သိရှိလာပုံလေးကနေစပြီးတော့သေးစိတ်လေးရှင်းပြပေးပါအောင်ကောင်းမြတ်သိန်းဟုတ်ကဲ့ပါကျွန်တော်ကတော့autoimmune ဆိုတဲ့ဟာအရင်တော့မသိဘူးဒါပေမဲ့ကိုဖြစ်နေတာကတော့တကယ်တမ်းခံမှန်းကြည့်ဆို2019 2020ဝန်းကျင်လောက်မှာတော့ထင်တယ်ပေါ့နော်ပါလီမှာဒီဝက်ချန်လိုမျိုးလေးစဖြစ်တယ်ဒါပေမဲ့အဲ့တုန်းကတော့ autoimmune ရလို့တော့မသိဘူးဒါပေမဲ့အခု autoimmune ဆိုတဲ့SLE ဆိုတဲ့ယောဂါကတော့ဘယ်လိုသဘောတရားလဲဆိုတော့ကိုယ်ခန္ဓာကိုယ်စနစ်ပေါ့နော်ကိုယ်ခန္ဓာကိုယ်ရဲ့ဒီခုခံစွမ်းအားစနစ်ကကမော့ကမဖြစ်ပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီအင်္ဂါအစိတ်ပိုင်းတွေကိုတိုက်ခိုက်တဲ့ယောဂါလို့ပဲအကြမ်းမြင်ပြောရမှာပေါ့ကျွန်တော်တို့ကဒါကြောင့်အဲ့မှာသူကဒီအရင်တော့ဆိုရင်ဒီဘယ်လိုခေါ်မလဲဒီ autoimmune ကိုကုဖို့အတွက်ဆေးတွေနောက်ဘယ်လိုဖြစ်လာတယ်နောက်ပြီးတော့ပေါ့ autoimmune ကဘယ်လိုစဖြစ်လာလဲဗီဇကြောင့်လားပတ်ဝန်းကျင်ကြောင့်လားဆိုတာလေအခုတက်တိရိုးရှိလို့လားဆိုတာလေအခုတက်တိကိုမကွဲသေးဘူးတေးသေးချာချာရေးဘယ်လိုခေါ်မလဲဖြစ်တဲ့အကြောင်းကိုမသိသေးဘူးပေါ့ဒါပေမဲ့လို့ဆရာဝန်တွေကတော့ဒီဗီဇကိစ္စတွေရိုးဗီဇကိစ္စတွေလည်းဖြစ်နိုင်တယ်တခြားအပြင်ရဲ့စားတောက်နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်တယ်လို့ပဲယူဆကြတာပေါ့လေဆိုတော့ကျွန်တော်အနေနဲ့စဖြစ်လာတဲ့အချိန်ကတော့ဒီ2019 2020လောက်မှာဖြစ်မယ်အဲ့လိုပါးမှာဝက်ချန်လိုမျိုးအလုံးလေးဖြစ်တယ်အဲ့ဒါကိုကတော့တတိမထားမိပဲနဲ့ဆက်သွားတယ်ဆက်လုံနေတဲ့အချိန်မှာဒီကိုဗစ်တွေဘာတွေဖြစ်တဲ့အချိန်ကိုဗစ်ဆေးတွေဘာတွေထိုးပြီးတဲ့အချိန်မှာပို့ပြီးတော့ယောဂပို့ပြီးတော့ addict ကြွလာတဲ့ပုံစံဖြစ်လာတာပေါ့ဖြစ်လာပြီးတော့ဒီပါးဆိုလဲအခုဆိုလဲဒီမှာဒဏ်ရာလိုမျိုးဖြစ်သွားတာပေါ့နော်ဖြစ်သွားပြီးတော့2000တခြား SLE လို့သိတဲ့ဟာကတော့2023လောက်မှာရန်ကုန်မှာစကူတာတို့ဘာလို့လုပ်တယ်ဒီစပြီးတော့ဘယ်လိုခေါ်မလဲ antibody စစ်တာပေါ့နော်သူတို့သွေးစစ်တာပေါ့ ANA တို့ဘာလို့စစ်ချလိုက်တဲ့အချိန်စစစ်လိုက်တဲ့အချိန်မှာ positive ထွက်တာပေါ့နော် ANA ဘယ်လောက် ratio ပေါ့နော်ကျွန်တော်အဲ့ဒါတော့တေချာတော့မမှတ်မိဘူးဒါပေမဲ့သူ့ ratio ကတော့ SLE ဖြစ်နေတဲ့ ratio ထဲမှာပါတယ်ပေါ့ဆိုတော့ဈေးတွေစတောက်ကြတယ်ဖြစ်တယ်နောက်ပိုင်းကျတော့ဘယ်လိုခံစားလာလဲဆိုတော့ဒီအစစ်တွေနာတာပေါ့အစစ်တွေနာတယ်မနှက်ခင်းဆိုလို့ရှိရင်အဲ့ရထားလို့ရှိရင်လက်တွေကွေးမရဘူးဒီလက်တွေဆိုလို့ရှိရင်တနိုင်ခွဲ2နိုင်လောက်ထိကွေးမရဘူးပြီးတော့မှဖြည်းဖြည်းချင်းကွေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာပြီးတော့မှအဲ့လိုခံစားလာရတယ်ပေါ့ယောဂခံစားလာတော့ဆရာဝန်တွေကတော့ SLE ဆိုတာတော့ဒီအရေပြားထူ၄ဘက်နာပေါ့ရေပြားထူ၄ဘက်နာဖြစ်တယ်ဆိုလိုချင်တဲ့ပေါ့တရားတော့ autoimmune ဆိုတာကိုရှိမှာဒါထူးထူးခြားခြားမြင်ရတဲ့ပါးမလို့ဒါပါးလို့ပြောပဲဆိုပေမဲ့ခန္ဓာကိုယ်အနှံ့မှာဖြစ်နိုင်တယ်အများဆိုရင်သပင်ကျွတ်တဲ့လူတွေရှိတယ်ဟိုမှာလက်မောင်းမှာအဖုပိန်ဖြစ်တဲ့သူတွေရှိတယ်ဒါမျိုးစုံပေါ့နော်ဒါကတော့တိတိတတ်တာမှာတော့ဒါကိုအရာဆိုရင်တော့ဒါပါးမှာဖြစ်လာတဲ့ဝက်ချံဘူးလေးတစ်ခုသွေးစုနာလိုဟာလေးတစ်ခုကနေအခြေခံပြီးတော့ဒီနားမှာသူကဘက်တီးရီးယားရောက်လာတယ်ဘက်တီးရီးယားရောက်လာတဲ့ဟာကိုခန္ဓာကိုယ်တွေကတွန်းလှန်ဖို့ကြိုးစားတယ်တွန်းလှန်မှုစူးစမ်းရင်းကနေကိုထဲကနေဒီ antibody တွေကထုတ်ရင်းနဲ့ antibody တစ်ယောက်နဲ့တစ်ယောက်နားမလဲတော့ပဲနဲ့မသိတော့ပဲနဲ့ကိုခန္ဓာကိုယ်တွေကထုတ်ပြီးတဲ့သူချင်းချင်းစတင်တိုက်ခိုက်တဲ့ပုံစံဖြစ်လာတယ်
တယ် ဟုတ်တ လို့ ယ် ယူဆလို့ရလားဒါမျိုးလေးကိုအားလုံးနားလည်အောင်မြင်တိတာမြင်တာအောင်ဒီခေတ်နဲ့ပတ်သက်တဲ့ဟို AI ကင်မရာလို့စသဖြင့်ဒီဟိုဟာပေါ့နော်လုံခြုံရေးလိုဟာမျိုးဟိုဝန်ထမ်းလိုဟာမျိုးတစ်ယောက်အနေနဲ့ဖြစ်ပေါ်လာတဲ့သူတွေကိုဒီဟိုအများအဖြစ်လူတိုင်းနားလည်အောင် auto immune ဆိုတဲ့သဘောတရား auto immune ပေါ့နော်လူတိုင်းက auto immune လို့ခေါ်တယ် antibody အချင်းချင်းတိုက်ခိုက်တယ်ဆိုတဲ့ဟာလေးတွေကိုတိတာမြင်တာအောင်ဥပမာလေးတွေနဲ့ရှင်းပြပေးပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ဟိုပေါ့အခုခေတ်နဲ့ပြောရမယ်ဆို AI တို့ဟိုဟာတို့ ਨੇ ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပေါ့ကိုရုံးကမ်းပဲဖြစ်ဖြစ်အိမ်ကမ်းမှာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ဒီလုံခြုံရေးစနစ်တစ်ခုရှိမယ်ဥပမာ gate မှာလုံခြုံရေးတွေရှိမယ်ဆိုတော့ဒီလုံခြုံရေးတွေကတကယ်တမ်းသူ့ရဲ့တာဝန်ကအပြင်ကလူစိမ်းတွေကအတွင်းထဲကိုဝင်လို့မရအောင်ဝင်မယ်ဆိုလို့ရှိရင်လည်းသူတို့ကိုစစ်ဆေးမေးမြန်းပြီးတော့ဒါအဆင်ပြေတယ်ဝင်ခွင့်ရှိရလူဆိုရင်သူကပေးဝင်မယ်ဆိုတဲ့သဘောတရားပေါ့ဒါပေမဲ့ SLE auto immune ဖြစ်သွားတဲ့အချိန်မှာသူကဘာဖြစ်သွားလဲဆိုတော့သူကအပြင်ကလူကိုလည်းသူကရန်သူလိုသတ်မှတ်တယ်အတွင်းထဲကကိုယ့်ရဲ့ဝင်းထဲမှာရှိတဲ့ကိုယ့်ဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ့်အိမ်သူအိမ်သားတွေပဲဖြစ်ဖြစ်လူတွေကိုလည်းသူကရန်သူဆိုပြီးသူကသတ်မှတ်လိုက်မိတာပေါ့ဒီက identity မကွဲတော့ဘူးပေါ့မကွဲတော့ဘဲနဲ့အဲ့မှာ तू ကလိုက်တိုက်ခိုက်လိုက်တဲ့အချိန်မှာအပြင်ကလူကိုလည်းအပြင်ကကိုယ်တိုက်မဲ့လူကိုလည်း तू ကတိုက်တယ်ကိုယ်အတွင်းထဲကလူကိုလည်း तू ကတိုက်တယ်ဖြစ်တဲ့ကြောင့်အတွင်းထဲမှာကောင်းတဲ့ဆဲတွေကောင်းတဲ့အကျိုးပြုတဲ့ခန္ဓာကိုယ်အကျိုးပြုတဲ့ဒီဘယ်လိုခေါ်ခုခံစနစ်တွေကအကုန်လုံးမကောင်းတာပေါ့ကိုယ်အကျိုးပြုတဲ့ bacteria ဆိုတာတွေလည်းရှိတယ်ဒီလိုဟာတွေကအစ तू ကတယောက်နဲ့တယောက်ကမတိတော့ဘူးဖြစ်တော့ तू ကအကုန်လုံးတိုက်ခိုက်ပလိုက်တော့အကျိုးပြုနေတဲ့ကိုယ့်ရဲ့ကိုယ်ခံစနစ်ကလည်းကိုယ့်ရဲ့ကြောက်ကပ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့နှလုံးပဲဖြစ်ဖြစ် तू တိုက်လို့ရတဲ့ဟာကို तू သွားပြီးတော့မှားပြီးတော့သွားတိုက်မိလိုက်တော့သွားတိုက်မိလိုက်တဲ့အချိန်မှာယောဂအဲ့မှာမလိုလားပတ်နဲ့ဖြစ်လာတဲ့အချိန်မှာအဲ့မှာဟိုလူကခံစားရတာပေါ့ဒီသဘောတရားလေးပေါ့ကောင်မြသိန်းတို့ကုသမှုလို့ပြောရမလားဒီဟာရဲ့အဓိကကတော့ကိုယ့်ရဲ့ဟာကိုဘယ်လိုbalance လုပ်နေရလဲပေါ့နော်ဒီဟာဟိုနောက်တစ်ခုကကြတော့ဒီ auto immune ဖြစ်ပြီးပြီဆိုလို့ရှိရင်ဒီယောဂဆိုတာထက်ဒီ system တစ်ခုစလွဲသွားတယ်ပေါ့နော်စလွဲသွားတယ်ဆိုတဲ့အချိန်မှာဒါတစ်ချိန်ချင်းကြရင်ရောပြန်တက်သွားအောင်မလားသို့မဟုတ်ဒါကိုပဲပုံမှန်ရှင်တွဲပြီးတော့ပဲ adjustment လုပ်ပြီးတော့ပဲနေထိုင်သွားရတော့မှာလားအဲ့ဒါလေးလည်းအားလုံးသိအောင်ပြောပြပေးပါဟုတ်ကဲ့ဟိုကျွန်တော်အခုဟိုပေါ့ဒီယောဂ2နှစ်3နှစ်ဝန်းကျင်လောက်ဖြစ်တဲ့အချိန်မှာဒီယောဂအကြောင်းလဲကိုကလေ့လာနေတာပေါ့လေ့လာနေတော့ဒီယောဂရဲ့သဘောတရားကတော့ကိုယ်ခံစနစ်ကကမောက်ကမဖြစ်ပြီးတော့ကိုယ်အတွင်းပိုင်းကိုတိုက်တဲ့ဟာဖြစ်တဲ့ကြောင့်သူကတော့ပျောက်ဖို့ကတော့ရာဂိုင်နှုန်းနည်းတယ်ပေါ့နော် remission ပြန်ရပြီးတော့ပျောက်သွားတဲ့လူလည်းရှိတယ်လို့သူကတော့ဆေးနဲ့ထိန်းပြီးတော့ကိုယ့်ရဲ့ lifestyle နဲ့ဆေးနဲ့ထိန်းပြီးတော့နေသွားမယ်ယောဂလို့ပဲအကြံဉာဏ်သတ်မှတ်လို့ရတယ်ဒီသဘောတည်းကျွန်တော်လည်းအခုကတော့ဘယ်လိုခေါ်မလဲဆေးနဲ့ပဲအတိုးအလျှော့ပေါ့နော်ယောဂကြွလာလို့ရှိရင်ဆေးတိုးမယ်ယောဂနည်းလာလို့ရှိရင်ဆေးဆရာဝန်ကလျှော့မယ်နောက်ကိုယ့်ရဲ့နေထိုင်မှုပုံစံပေါ့နေထိုင်မှုပုံစံကတော့အစားအသောက်တွေကျွန်တော်တို့ရဲ့လေ့ကျင့်ခန်းတနည်းတာနေပုံထိုင်ပုံတွေကိုပြောင်းလဲပြရမှာပေါ့ဆိုတော့အခုဆိုရင်ကျွန်တော်ကဆရာဝန်တွေကတော့ဘာတွေကိုညွှန်ကြားလဲဆိုတော့အစားအသောက်နဲ့ပတ်သက်ပြီးတော့အရန်စက်တာတွေမစားဘူးအရန်လွန်ကဲနေတဲ့ဟာတွေပေါ့ငံနာအရန်ငံတဲ့ဟာမျိုးတွေမစားဘူးဖက်ဆွန်ရောက်တယ်အစွန်အရန်ဆက်လွန်တာအရန်ငံလွန်တာတွေအရန်ချင်လွန်တာတွေမစားဘူးဘယ်လိုမျိုးတွေပဲကိုနဲ့တဲ့မလဲဆိုတော့လက်ဆက်ဟာတွေအသားငါဟင်းသေးဟင်းရွက်ပေါ့နော် processing လုပ်ထားတဲ့ဟာမျိုးပေါ့ကြာရှည်ခံနေလုပ်ထားတဲ့ဟာမျိုးမရဘူးပြောင်းသွားတဲ့ဟာမျိုးဟိုဘယ်လိုခေါ်မလဲဟိုအစားအစာကိုပြောင်းလဲသွားတဲ့ဟာမျိုးတွေစားလို့မရခေါက်ဆွဲတုပ်လိုဟာမျိုးတို့ကင်ချီလိုဟာမျိုးတို့အဲ့လိုမျိုးတွေကိုကျွန်တော်တို့ကစားလို့မရဘူးအဲ့ဒါတွေကိုအဓိကဆရာဝန်တွေကရှောင်ခိုင်းတယ်ကျန်တာကတော့ဟိုစားခိုင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဟိုဆရာဝန်တွေကရေတောက်ခိုင်းတယ်ရေတစ်နေ့ကိုသူက8ခွက်လောက်တောက်ခိုင်းတယ်ရေတောက်ခိုင်းတယ်နောက်လေ့ကျင့်ခန်းကိုလည်းမနက်ခင်းကိုလုံနိုင်သလားဒီအစ်စ်တွေပါလေပေါ့လေ့ကျင့်ခန်းဟိုဒီမနက်ခင်းလုပ်တဲ့ဟာမျိုးတွေသူတို့လုပ်ခိုင်းတယ်ဆိုတော့အဲ့လိုကိုလုံနိုင်သလားပေါ့အရင်တော့နားတဲ့ချိန်လို့ဆိုရင်တော့တိတ်မလုံနိုင်ဘူး
မနာတဲ့ချိန်တိုင်းတော့ပိုလုံနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတော့အခုတော့ lifestyle ကိုပြောင်းပြီးတော့နေထိုင်နေတယ်ပေါ့ ကျေးဇူးပါတကယ်ချင်းဒီတစ်ပတ်ကတော့ဒီအပိုင်းကိုတော့အခုဒါ introduction ပေါ့တခါမှလည်းမပြောဘူးတကယ်ချင်းကိုလည်းအားပေးတယ်ဒါတကယ်ချင်းကိုဖြစ်နေတဲ့အခြေအနေတစ်ခုကိုအားလုံးကိုလည်းရှင်းပြပေးဒါမှလည်းလိုအပ်တဲ့ဟာတွေကိုလိုက်နာနိုင်မယ်ဒါတွေကို sharing လုပ်ကြရအောင်ဆိုပြီးတော့ idea စရတယ်ဒါကို sharing လုပ်ပေးခြင်းနဲ့ဒါပေမဲ့တယောက်တည်းကိုယ့်ကိုပြောမယ်ဆိုလို့ရှိရင်လည်းမပြောဖြစ်ဘူးဆိုတော့ဒါလေးတစ်ခုကိုစတင်ဖန်တီးကြည့်ပေးတာဆိုတော့တကြောင်ဒီ auto immune နဲ့ပတ်သက်တဲ့ဟာတွေကိုကော်မြတ်သိန်းကိုယ်တိုင်ခန်းစားနေရတဲ့ဟာတွေကိုတတ်နိုင်သလောက် sharing လုပ်သွားပေးမယ်ကျွန်တော်လည်းကူညီပံ့ပိုးပေးမယ်ဒီဟာမျိုးအနေနဲ့နောက်ထပ်အပိုင်းလေးတွေတတ်နိုင်သလောက်ပေါ့နော်ကိုလေးအချိန်ရှိသလောက်လေးတွေလောက်သွားပြီးတော့မျှဝေပေးလိုက်ရအောင်ကော်မြတ်သိန်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ